ဟုတ်မှာသမီးကြည်လို့7 နာရီထိုးနေပြီလေ ဘယ်လိုမှမမလေးဒီနေ့ဖွင့်ပြရရနေတယ်ဟုတ်မှာဆိုညီမအိတ်ပြင်မှာလေစစ်ပိန်ကြီးလဲကြပါလို့မှာအဲ့ဒါညီမလည်းဝိုင်းဖွင့်ပေးရမှာမို့လို့ သမီးကခွင့်ထပ်ယူခြင်းသေးရလား ဟုတ်မှာဒီတော့ပါမယ်နေ့တည်းရတယ် ဆိုလိုချင်တာကသမီးကဒီနေ့ခွင့်ထပ်ယူခြင်းနဲ့ပေါ့အဲ့လိုပြောရလား ရုပ်ပိန်ဆိုင်ညားမှာလို့မှာ ကောင်းပါပြီအဲ့လိုသမီးတို့ဒီနေ့ခွင့်အဖြစ်သတ်မှတ်တယ်နော် ဟုတ်ကဲ့ပါဟုတ်ပြီအဲ့ဒီနေ့ပြင်ရနေတော့မှာစစ်ပါ ကောင်းပါပြီကွယ် Yeah, boy. ငင်းချင်းစင်ပြေရလားတိုင်းရလို့ ဒီနေ့တော့တော့ညာ တော်တော်ကြီးရတော့တိုင်းရဘလို့ဖြစ်တာလဲငါငင်းလို့ မကလည်းတော့ခိုင်းပေါ်တာ မင်းကလည်းဟာအဲ့လောက်တိုင်းရရနေတယ်တရက်တလေနားလိုက်ပါလားဘာလို့ရုံးလာနေသေးလဲ ငါလည်းပြက်တိုင်များနေပြီးတော့ဘာဖြစ်အလောက်ကရေးကြည့်ရလား အလောက်ကအရေးကြီးရတော့ကြီးရပေါ့ဟာဒါပေမဲ့ကိုယ်တိုင်ရနေကိုတော့မင်းကလည်းဂယုဆိုင်မှာပေါ့ဟာ ထွက်တော့တော့ဘူး အော်ဒီတငယ်ချင်းဆရာမ အေးသမီးဘာဖြစ်တာလဲ ဆရာမနက်ကလာတော့ခိုင်းနေပါဆရာ ဒဏ်ရာကတော်တော်ကြီးတာပဲနော် ဟုတ်ကဲ့ဆ အခု ရာ ဘယ်လိုနေလဲကြိုက်ခဲနေလား တစိမ့်လေးနဲ့တော့နားနေသေးရဲ့ဆရာ ဘာဆေးတွေတောက်ထားသေးလဲ ဆရာဆေးတော့မတော့ဘူးဆ လော ရာ လောဆယ်တော့ပိုးသက်ဆေးပဲဝန်နာတာပေါ့နော် ဟုတ်ကဲ့ဆ အဲ့ ရာ ဒါဆိုရင်ဆရာတစ်ချက်ဖြည့်ပြီးတော့ဆေးစရာရှိရင်လည်းဆရာဆေးပေးလိုက်မယ်လीနော်ပိုးသက်ဆေးလည်းရှော့တင်ရှော့အောင်ပါပေါ့ဓမတ်နေပါလေလိုအပ်ရင်ရောညီမလေးရိုက်လို့အဆင်ပြေရမလား ပြပါဆရာ โอเคဒါပါလေရုံးကတန်းလာကြတာလား ဟုတ်ကဲ့ ယူနီ ဆ ဖော ရာ င်းနေနေဆိုတော့လေအော်ဟုတ်ပြီလိုအပ်ရင်လည်းဆရာဆေးစာလေးပါလေးလုပ်ပေးလိုက်မယ်လी ဟုတ်ကဲ့အဲ့ဆိုပိုကောင်းတော့ဆရာရဲ့ ဒဏ်ရာကတော်တော်ကြီးတာပဲနော် ဟုတ်ကဲ့ အေးပေါ့လေချင်းနေမကောင်းရင်လည်းချုပ်ရမှာပေါ့နားလားတော်တော်နားလား ဆက်ပြနေဆရာ ညီမတန်ရာကလေဆရာဆေးစာထုတ်ပေးဖို့ကြတော့အဆင်မပြေတော့ဘူးနဲ့တူတယ်နော် ဆရာလည်းစိတ်ဓာတ်တော့ထုတ်ပေးရမှာပေါ့ဆရာရဲ့အပေါက်ရရဖြစ်ဖြစ်ချင်းကားရရဖြစ်ဖြစ်ဒဏ်ရဒဏ်ရဖြစ်ဖြစ်ဆရာရဲ့ မလေး ချက် မမလည်းတော့ကျွန်တော်ဘလို့ကောင်းလဲကြိုင်ရလေးပြပါ ဟိုအတာက ထုံးလာတိုင်းမှာကခွင့်တိုင်လေးတင်နေမလေးကိုကြီးမနေ့ကခွင့်လေးတိုင်နေပါဘာပြောမှမသိတော့ငါကြီးတွေအခုကအကြံဉာဏ်လေးလာတောင်းတာငါကြီးအဲ့ဒါပိုင်ပါလေ အားလုံးအခုခေါ်တဲ့ meeting ကတော့ဒါကတော့เนาะတည်င်းကောင်းလေးပေါ့ဘာတည်င်းကောင်းလဲလို့ဆိုရင်တော့ဒါပြီးခဲ့တဲ့ဒါ project မှာပေါ့เนาะဒါ H1Z မှာရှိတဲ့ဒါ site တာဝန်ခံတွေရောရုံးမှာရှိတဲ့သူအားလုံးဒါစူးစမ်းမှုကြောင့်အခုတော့ရင် project ကြီးက client နဲ့ဒါညီနိုင်ထားတဲ့ schedule အတိုင်းကိုဝင်အောင်ပြီးတဲ့ H1Z ရေကိုဒါဒီပြည့်ဒါယုံကြည်တာတဲ့အတိမတ်ပြုတယ်ချီးမွမ်းထောက်ပံ့တာပြုကြတယ်အခုလို့ဒီအောင်မြင်တာဆိုတာကဒါမြေပြင်မှာရှိတဲ့ engineer တွေရောရုံးပိုင်းဆိုင်ရာရောအကုန်လုံးအားလုံးစီစီလုံးလုံးပေါင်းစပ်ပြီးတော့ကုမ္ပဏီကပေးအပ်တဲ့တာဝန်တွေကိုခြေပြုံတဲ့အတွက်ဒါဘောနပ်ပေးဖို့အစီအစဉ်လေးကိုလည်းဒါလုပ်ထားပါတယ်မယူမလား ဒီမှာပါဆရာလေ မင်းတို့အတန်းတိုးနေတယ် ဒီမှာပါဆရာ โอเคအေရှာအဲ့ဒါဆိုရင်ဒီမှာကုမ္ပဏီမှာရှိတဲ့သူအားလုံးကိုကုမ္ပဏီအားလုံးကိုဒါဘောနပ်ပေးဖို့အစီအစဉ်လေးလုပ်ရပါအောင်နောက်တစ်ခုကထပ်ပြောချင်တာ
ဘောနော်ဘယ်ရမစိုးဒါကုမ္ပဏီကပေးရတဲ့တာဝန်တွေကိုလုံးဝအကြောင်းပြချက် reason တွေမပေးဘဲနဲ့အခုလိုမျိုးထပ်ပြီးတော့စူးစမ်းဖို့တဲ့ဒါဆရာပြောချလို့ဒီမှာလေ HYZ ကုမ္ပဏီရဲ့စစ်သက်အောင်မြင်မှုရအောင်တထောင်တရင်နေရာပါဝင်ဖို့ဒါပြောချချင်ပါတယ် ဟုတ်ကဲ့ပါဒါ အဲ့ရ ဟုတ်ကဲ့ဆရာ မနေ့ကတော့ meeting မှာပြောထားတယ်ဒီ marketing ကိစ္စတွေအတွက်ကိုဒီ production ထုတ်လုပ်ဖို့အတွက်ငွေ300ထုတ်ဖို့ထုတ်ပြီးပြီလား ဟုတ်ကဲ့ဆရာအဲ့ဒါကကျွန်မ finance ကိုငွေတောင်းလာတာနဲ့တင်ထားပါတယ်ဆရာ အကြောင်းပြချက်တွေပြီးဘာလဲမလုပ်ပါဘူး Oh no! မဟုတ်ဆရာ finance ကငွေထပ်မပေးသေးလို့ပါဆရာ ဘာဖြစ်လို့လဲ finance ကဆရာ approve မရသေးဘူးလို့ပြောပါတယ်ဆရာဟုတ် ဟာအော်ငါ appointment တွေများနေတာ client မဲ့တွေကိုလမ်းပြီးတော့ဒါငွေထုတ်ဖို့ငါမပြောလိုက်ရဘူး sorry ငါပြောလိုက်အောင်မစီစဉ်ပေးမယ်နော် ဟုတ်ကဲ့ပါဆရာကိုစော Yeah, boy. ကိုသက်တနာဤပြူ ဟိုနကလက်ထက်ရောက်လာပြီဆိုတော့ဒီကမင်းနဲ့ကိုယ်တနေရာလုံးဟုတ်ပြောစီ မလောက်ရ မ ပြောပါ ညီမဆိုင်လေးကမှားနေကြတာလို့မှာ မောက်နေမယ်အဲ့တိုင်းပဲဘာဖြစ်လို့လဲ ဟိုဒီနဲနေသလားလို့မှာတခြားတော့စစ်ချပေးလို့တယ် โอเคသမီးဒီလမှာခွင့်က4ရက်ယူထားတယ်သမီးနောက်ကျထားတယ်18ရက်ရှိတယ်သမီးအစိုးရပြန်ထားတဲ့ဟာတွေရှိတယ်သမီးဝန်ထမ်းကမ္ဘာဝတ်လို့ဖြတ်ထားတဲ့ဟာတွေရှိတယ်သမီးယူနီဖောင်းဝတ်လို့ဖြတ်ထားတဲ့ဟာတွေရှိတယ်သမီးဓာတ်ကြုပ်ရပို့မတင်လို့ဖြတ်ထားတဲ့ဟာတွေရှိတယ်ဒိတ်ကြီးတွေလည်းရှိသေးတယ်အဲ့ဒါလေးသမီးနှုတ်လိုက်မယ်ဆိုလို့ရှိရင်3,800 4,800ကျကြတယ်ဟုတ်လားသမီး မှန်ပါ ဟုတ်ပါပြီ ဒီပါ နှလုံးသားမရှိတဲ့ဘဝကိုငါပိတ်ဆက်ရလို့ဤပြောစရာဆိုမရှိတစ်ဖက်သက်ယူမိုင်းနေမီတုတ်တန်ကြီးများလို့ဘဝပါ